ယေရှုစင်မှာအိမ်ကြီးကားတွေတောင်းရင်ရနိုင်လားယေရှုစင်မှာအိမ်ကြီးကားတွေမကောက်ဘူးခင်ဗျားတို့လူချင်းမှလူချင်းနာမှန်တဲ့မြောက်တောင်းပါရပါတယ်ဒါပေမဲ့တစ်ခုတော့ရှိတယ်ခင်ဗျားအဲ့လိုလုပ်ရမယ်ထိုင်ပြီးတော့ဆုတောင်းနေခင်ဗျားဘယ်သူမှလာပေးမှာမဟုတ်ပြောချင်တာ networking ဆိုတာရှိတယ် social communication ဆိုတာရှိတယ်ဖျားတခင်ကခင်ဗျားတို့တိုက်ရိုက်ကြီးဝုန်းဆိုပြီးတော့လှုပ်ပြီးမှမဟုတ်ဘူးနော်ကားရခြင်းတယ်ကောင်းကင်မှာကားထုတ်တဲ့စိတ်မရှိဘူးလေခင်ဗျားကိုဘုံနဲ့ချပေးအောင်ခင်ဗျားစီးမဲ့ကားလူပြည့်ရဲ့လှုပ်တဲ့ကားကိုစီးကျင်တာမလားဆိုတော့အဲ့လိုလုပ်ရမယ်ဖျားတခင်စီမှာဆွတ်တောင်းပြောကိုလိုဖျားကျွန်တော်ကိုကားပေးပါကားအရန်လိုချင်တယ်ခင်ဗျားကားမောင်းတတ်ပြီလားခင်ဗျားမှာကားမောင်းလိုက်စင်ရှိလားခင်ဗျားမှာဝီတက်ရှိလားရေမောင်းလိုက်စင်ရပြီလားပြင်စင်တော့ကားမောင်းတင်တဲ့တက်တော့ရေမောင်းလိုက်စင်နေလောက်တော့ကားရလာရင်ကားပါကင်နေပါလို့ထားတော့ကားရလာရင်မောင်းဖို့ရအတွက်ကားစီဖို့အတွက်ပြင်စင်တော့စုတောင်းမယ်နေ့ရက်စင်တိုင်းအလုံးလုံးရင်းနဲ့စောင့်စုတောင်းရင်းနဲ့စောင့်မယ်တခင်ဖျားစီရအလုပ်တွေစူးစမ်းမယ်ဥမာဆိုကြပါစို့ကိုမှကားဝယ်ဖို့ရအတွက်ပတ်စံကကားက300ဆိုကြပါစို့အခုဆိုခင်းနေဆို300ရအောင်မလားမသိဘူးကား300ဆိုကြပါစို့ကိုလက်ထဲမှာ15သိန်းပဲရှိတယ်ကိုအလုပ်စူးစမ်းပြီးတော့ရထားတဲ့15သိန်းပဲရှိတယ်ဒါဆိုရင်ကား300ရဖို့ဂျန်တဲ့ပတ်စံကိုဘုရားတခင်ကဖြည့်ပေးမှာခင်ဗျားကားရဖို့ကျွန်တော်ကားလိုချင်ပါတယ်ဆိုတဲ့စန္ဒပြင်းပြနေပါတယ်ဆိုတဲ့ action ကိုဘုရားတခင်ကိုပြရမှာကျွန်တော်ဒါတွေလှုပ်ထားတဲ့ကိုတော့အလဲခါတော့မနေဘူးကျွန်တော်တတ်စွမ်းနိုင်တဲ့အရာလေးကတော့15သိန်းပဲရှိတဲ့ကိုလိုကြီးကျန်တဲ့ပတ်စံတွေကျွန်တော်ဘယ်လိုလုပ်မလဲကိုတော့ကျွန်တော်ကားရအောင်တော့လုပ်ပေးပါနော်ဆိုတော့ကျွန်တော်မှာရေမောင်းလိုက်စင်ရှိပြီကျွန်တော်မှာဝီတဲရှိပြီကျွန်တော်မှာကားမောင်းတင်တာလည်းတက်ပြီးသွားပြီနော်ကာကြီးခါဝေးပါညာပေါ့ကျွန်တော်မှာပတ်စံကဒီလောက်ခွင့်ရှိတယ်ကျွန်တော်ကားအတွက်အစင်းနေဖြစ်နေကိုလိုဖြတ်တောက်ကားပြီးပါဆိုကျန်တဲ့ပတ်စံနဲ့ဘယ်လိုလုပ်မလဲဘာညာဆိုဘုရားတခင်ကခမားရှိကိုကားရအောင်မရောက်အောင်ပို့ပေးမှာကျွန်တော်ပြောရရင်ခမားပြင်ဆင်ထားဖို့လိုတယ်အလုပ်လုပ်ဖို့လိုတယ်အပြင်းမကြီးဖို့လိုတယ်ကားရရင်ဘာလုပ်မှာလဲခမားဘုရားအတွက်ခမားဘာလုပ်ပေးမှာလဲဘာလုပ်မှာလဲစားရအဖြစ်ခမားဘုရားတခင်ကိုယုံကြည်အားကိုးရမယ်ကာယကိုရစေရမယ်အိမ်ရကိုရစေရမယ်ဒီနည်းတိုင်းလို့နော်ဒီနည်းတိုင်းလို့ခင်ဗျာယေရှုခင်ဗျာကိုကားပြီးမှအိမ်ပြီးမှဒီနည်းတိုင်းလို့ပြင်ဆင်ထားတော့အခုကစပြီးဆုတောင်းပြီးရနဲ့ပြင်ဆင်ထားတော့နော်